ကောင်လေးတယောက်ဟာသူတစ်ပါးရဲ့ဇနီးတဲ့နဲ့တိတ်တိတ်ပုံပတ်သက်နေခဲ့တာကိုတွေ့ရမှာပါတနေ့မှာတော့ကောင်မလေးကသူ့ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကိုဆေးထည့်ပေးနေချိန်မှာသူတို့နှစ်ယောက်ရဲ့နားလည်မှုတွေပိုပြီးနှဆိုင်လာခဲ့ပါတယ်ဒါပေမဲ့ဒါဟာလုံးဝမဖြစ်တဲ့ပတ်သက်မှုတစ်ခုဆိုတာသူတို့ကိုယ်တိုင်လည်းသိနေကြပါတယ်သူတို့နှစ်ယောက်ဟာလူမသိသူမသိအမြဲလျှို့ဝှက်တွေ့ဆုံနေခဲ့ကြပြီးသူတို့ရဲ့အခြေရေးနဲ့အတူအန္တရာယ်ကြီးတစ်ခုကလည်းတဖြည်းဖြည်းနီးကပ်လာခဲ့ပါတယ်။ကောင်မလေးအန်နာဟာယောက်ျားဖြစ်သူစီကနေအိမ်တွင်းအကြမ်းဖက်မှုတွေကိုအမြဲခံစားနေရတာဖြစ်ပြီးကောင်လေးနိုအားနော်ကတော့သူမကိုဒီငရေခန်းထဲကနေကဲတင်ချင်နေခဲ့တာပါ။အန်နာရဲ့ယောက်ျားဟာအရန်ကိုရိုင်းဆိုင်ပြီးနှိပ်စက်တတ်သူတယောက်ပါဒါကြောင့်နိုအာကရဲတိုင်ဖို့အကြံပေးခဲ့ပေမဲ့အန်နာကတော့အရန်ကိုကြောက်ရွံ့နေခဲ့ပါတယ်။ရဲတိုင်လိုက်ရင်သူ့ယောက်ျားကပိုပြီးရက်ဆက်ဆက်လုပ်လာမယ်ဆိုတာကိုသူမသိနေလို့ပါပဲ။ဒါပေမဲ့မကြခင်မှာပဲအန်နာရဲ့ယောက်ျားဟာရုတ်တရက်တည်ဆုံသွားခဲ့ပါတယ်။ရဲတွေရောက်လာပြီးအမှုကိုစုံစမ်းတဲ့အခါမှာတော့ဒါဟာတာမန်မတော်တဆမှုလားဒါမှမဟုတ်လူတက်မှုလားဆိုတာကိုအားလုံးကတန်တရားဝင်လာကြပါတယ်။အထူးသဖြင့်အသက်အာမခံငွေအမြောက်များရှိနေတာကဒီအမှုကိုပိုပြီးတန်တရားဖြစ်စရာကောင်းလာစေပါတယ်။နိုဝါကတော့အရာအားလုံးပြီးဆုံးသွားပြီလို့ထင်မှတ်ပြီးတငယ်ချင်းတွေနဲ့ပုံမှန်ဘဝအတိုင်းပြန်နေဖို့ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့အန်နာကတော့စိတ်မအေးနိုင်သေးပါဘူး။သူတို့နှစ်ယောက်လုံးရဲ့ရင်ထဲမှာကြီးမားတဲ့လှုပ်ဝက်ချက်ကြီးတစ်ခုကိုဖုံးကွယ်ထားရတယ်လို့ခံစားနေရပါတယ်။ဒီနေ့မှာတော့သူတို့နှစ်ယောက်ဟာတွေ့နေကြလှုပ်ဝက်နေရလေးမှာထပ်တွေ့ခဲ့ကြပါတယ်။အန်နာကဒီအကြောင်းကိုဘယ်သူမှသိလို့မဖြစ်ဘူးလို့ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီးနိုအာကလည်းအရာအားလုံးကိုနှုတ်ပိတ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူတို့မသိခဲ့တာကတကယ်ပြဿနာအကြီးကြီးကအခုမှစတင်တော့မယ်ဆိုတာပါပဲ။ရုတ်တရက်နိုအာဟာသူတို့ရဲ့လှုပ်ဝက်နေရကိုအပြေးလွှားပြန်သွားခဲ့ပါတယ်။အကြောင်းကတော့အဲ့ဒီမှာအရေးကြီးတဲ့တပ်တွေဖြစ်နိုင်တဲ့သူ့ရဲ့ဖုန်းကြံရိတ်ခဲ့တာကိုတတိယသွားလို့ပါပဲ။အဲ့ဒီဖုန်းကရဲတွေလက်ထဲရောက်သွားခဲ့ရင်သူတို့ရဲ့ပတ်သက်မှုအပြင်လူတက်မှုရဲ့နောက်ွယ်ကအမှန်တရားတွေအားလုံးပေါ်ပေါက်သွားနိုင်ပါတယ်။အခုတော့နိုအာတယောက်အချစ်အတွက်နဲ့အသက်ပါပေးရနိုင်တဲ့အန္တရာယ်ကြားထဲကိုကြာရောက်သွားပါပြီ။